ကဘာပေါ်ရှိနိုင်ငံရေးယဉ်ကျေးမှုနဲ့လူမှုရေးအခြေအနေများမှာခေါင်းဆောင်မှု၏အခမ်းကဏ္ဍသည်အမြဲတမ်းအလွန်အရေးကြီးခဲ့သည်ခေါင်းဆောင်တဦး၏လုပ်ရဆုံးဖြတ်ချက်နှင့်ကိုချင်းတရားသည်နိုင်ငံတစ်နိုင်ငံလုံးအတော်ကြီးမားသောတက်ရောက်မှုရှိသည်နိုဝင်ဘာ22ရက်မှာတော့အမေရိကန်ပြည်ထောင်စုရဲ့တမိုင်းမှာအရေးပါသောနိုင်ငံရေးရာဇဝတ်မှုတစ်ခုကိုလူအများအမှတ်ရစေပါတယ်1963ခုနှစ်ဤနေ့တွင်သမ္မတဂျွန် F. Kennedy လှုပ်ချံခံခဲ့ရခြင်းဟာကမ္ဘာတဝန်းကိုတုန်လှုပ်စေခဲ့ပြီးမျိုးဆက်တစ်ခုလုံးရဲ့မျှော်လင့်ချက်နဲ့အပြောင်းအလဲအပေါ်အကြီးအကျယ်တက်ရောက်ခဲ့ပါတယ်။ဤအဖြစ်ပြတ်ဟာခေါင်းဆောင်မှုလုံခြုံရေးနဲ့တမိုင်းချောင်းဆိုင်ရာပွင့်လင်းမြင်သာမှုတို့ရဲ့အရေးပါပုံကိုပြပြသားသားတတိပေးနေပါတယ်။ဒါအပြင်ဒီနေ့ဟာဂီတပညာရှင်စီစီလီယာဆန့်စီစီလီယာရဲ့ပွဲတော်နေ့လည်းဖြစ်ပြီးသူမဟာဂီတပညာရှင်များရဲ့နာယကသူတော်စင်ဖြစ်လို့ဂီတနဲ့အနုပညာကိုဂုဏ်ပြုရနေ့လည်းဖြစ်ပါတယ်။တင်အမြင်မှာခေါင်းဆောင်တဦးရဲ့အရေးကြီးဆုံးအရင်အချင်းကပါလဲမှတ်ချက်မှာပြောပြပေးခဲ့အောင်နော်။